င်္ဂလာပါခင်ဗျကျွန်တော် Chef ကိုကိုလင်းပါကျွန်တော်ဒီနေ့ကျွန်တော်ရဲ့မိတ်ဆွေတယောက်ကကျွန်တော်ကိုဒီချက်လေးလက်ဆောင်လာပေးပါတယ်အဲ့တော့ကျွန်တော်လည်းဒီချက်လေးကိုကျွန်တော်ကိုယ်ပိုင်ကွန်ပျူတာရဲ့အရာသားလေးနဲ့နည်းစနစ်လေးနဲ့ကျွန်တော်ကချက်ကောင်းလုံးกินပေါ့အိမ်ဒီမှာလည်းလွယ်လွယ်ကူကူလှုပ်ရှားလို့ရအောင်လို့ကျွန်တော်တော့စာတင်ပြရင်းနဲ့ကျွန်တော်ချက်ပြမှာဖြစ်ပါတယ်ခင်ဗျအခုကျွန်တော်ကဒီချက်ကောင်းလုံးกินမှာကျွန်တော်ပါဝင်မဲ့ပစ္စည်းလေးတွေဒီနဲ့ကျွန်တော်တွဲဖက်ပြီးတော့ရတာရှိအောင်အနံ့အောင်ရတာရောင်အောင်ပြည့်စုံအောင်လို့တွဲဖက်ပြီးတော့ချက်ပြုံးဝင်ပစ္စည်းတွေကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ဗျကျွန်တော်အရင်ဆုံးပြချင်တာတော့ကျွန်တော်ဒီမှာတားရပြီးလို့ရှိရင်ကျွန်တော်တို့ဒါ C ခင်ဗျပြီးလို့ရှိရင်ဒါကျွန်တော် black pepper salt ဒါကျွန်တော် basil leaf ဒါကျွန်တော်အာလူပြီးလို့ရှိရင်ကျွန်တော်ဒါ parsley ပြီးတော့ကျွန်တော် chili flakes ငယ်သီးခွဲခြားမှုပေါ့ပြီးလို့ရှိရင်ဒါ rosemary ချက်သွန်ဖြူချက်သွန်နီ carrot ပြီးလို့ရှိရင်ဒါသူ့အတွက်အနံ့လေးရောအရသာလေးရောပေါအောင်လို့ကျွန်တော်တံမြာသီးလေးပဲသုံးထားရခင်ဗျဒါသူရဲ့အဓိက main ကတော့ဒီမှာကျွန်တော်မိတ်ဆက်ပေးထားတဲ့စက်သားပါခင်ဗျဒါလေးကိုကျွန်တော်ရောင်းတော့ပေါင်းဆက်ပြီးတော့မှချက်ကောင်လုံးကင်ကိုဘယ်လိုလွယ်ကူချက်ပြုတ်လို့ရလဲဆိုတော့ကျွန်တော်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ဒီနေ့ချက်ကောင်လုံးကင်မှာဒီချက်ကောင်လုံးကင်ကိုကျွန်တော်အယောင်အနံ့အရသာနဲ့ပြည့်စုံအောင်လို့သူ့အတွက်ထည့်မဲ့ area အနေနဲ့ကျွန်တော်နာမိတ်ဆက်ပေးရတဲ့အချိန်မှာဘယ်လိုအသုံးပြုမလဲဆိုတော့ဘယ်လိုရောင်းတော့ပြီးတော့အသုံးပြုမလဲဆိုတော့ကျွန်တော်ပြပါမယ်ခင်ဗျအားလုံးရောဖို့အတွက်ကျွန်တော်ဒီ bowl လေးဖြစ် plate လေးတစ်ခုယူမယ်ခင်ဗျဒီကျွန်တော် black pepper ထည့်မယ်ရောကောင်းမှုထည့်မယ်ခင်ဗျလောကောင်းမှုပြီးလို့ရှိရင်ကျွန်တော်စားပြီးတော့ကျွန်တော်ဒီမှာ basil ထည့်မယ် basil ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ parsley ကြီးကျွန်တော်ဒါ rosemary ကျွန်တော်ဒီ basil rosemary တွေ parsley တွေကကျွန်တော်အခုဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမှာမိဆိုင်ရာကျွန်တော် mini market တွေ super market တွေမှာဝယ်လို့ရနေပြီဆိုတော့လေအကောင်လုံးလွယ်ကူသုံးလို့ရပါတယ်ကျွန်တော်ဒီလိုရသည်ခွဲခြားပတ် chili flakes ကိုထည့်မယ်ခင်ဗျတက်ပြီးရင်ကျွန်တော်တို့ကစီလေးနိုင်ငံထည့်ပါမယ်ဘုံရောင်းတော့ဘူးလို့တော့ပြီးကျွန်တော်တို့တံမြာသီးပေါ့ဒီလိုဥစားအစင်ပြေလို့တက်လည်နေဆိုလို့ရှိရင်တော့ကျွန်တော်ဒီ US lemon တို့ဘာလို့သုံးလို့ရတာပေါ့နော်ကျွန်တော်ရတယ်ဒီလို US lemon မှာမသုံးနိုင်ဘူးလက်တူလည်းဝယ်လို့မရဘူးဆိုလို့ရှိရင်ကျွန်တော်ဒီဗမာတံမြာသီးပဲသုံးလို့ရတယ်ဗျာနော်တံမြာသီးထည့်မယ်ပြီးရင်ကျွန်တော်အားလေးကိုဒီချက်သမအောင်မွေလိုက်မယ်ဗျပြီးရင်ကျွန်တော်တို့ကဒီကျွန်တော်ရင်းမဲ့ချက်ကိုကျွန်တော်ဒီချက်လုံးဝရေးစင်းနေအောင်ဆေးကျွန်တော်တို့ထက်ကကိုရင်းကလေးစားတွေအကုန်လုံးထုတ်ပြီးသွားတဲ့အချိန်မှာ6အောင်လို့ကျွန်တော်အဝိစာနေနဲ့ဖြစ်တီရှူနဲ့ဖြစ်တခြား6အောင်ပြန်သုံးမယ်အဓိကအတွင်းထဲမှာကျွန်တော်တွေးတွေကလေးစားတွေမကြအောင်လို့ချက်လုပ်အောင်မှာဖြစ်ပါတယ်ပြီးတော့လည်းကျွန်တော်တို့ဒီခုနရောင်းနေထားတဲ့ဒီအရာသားတွေအယောင်နဲ့နှံ့တွေကိုကျွန်တော်ဒီချက်ရဲ့1 byte တွေကိုကျွန်တော်ထည့်မယ်ပြနော်ပြီးတော့ထည့်တဲ့အချိန်မှာသတိထားမှာကျွန်တော်ဒီချက်ရဲ့နိုင်ရိုးတွေပါတွေကကျွန်တော်လက်တွေကိုစူးတတ်တယ်အဲ့တော့နည်းတော့သတိထားရမယ်နော်အဲ့တော့တခြားချက်တွေကိုကျွန်တော်ဒီကိုရင်းတစ်ခုလုံးကိုကျွန်တော်နှံ့ဆောင်လို့တခြားနေပေးရမှာပါအဲ့တော့မှသူ့ရဲ့ရေးရသားတွေအယောင်တွေအနံ့တွေကဒီချက်ရဲ့အသားတွေကိုစိတ်မအောင်ဖြစ်ပါတယ်ဗျဒီခန္ဓာကိုယ်ဒီကိုရင်းတစ်ခုလုံးဒီကနေလိုက်မယ်โอเคနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလာမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှ carrot ပဲဖြစ်ကျွန်တော်တို့ input ပဲဖြစ်ရတယ်အစီအပြေတာထည့်လို့ရတယ်ကျွန်တော်တို့ဒီမှာထည့်လိုက်ပြီကျွန်တော်ချက်သွန်နီးချဲတယ်ခင်ဗျပြီးရင်ကျွန်တော်ဒီမှာကျွန်တော်ချက်သွန်ဖြူထည့်မယ်โอเคဒါသူ့ရဲ့1 byte နဲ့ကျွန်တော်စသလောက်ပေါ့နော်ကျွန်တော်ဒီအာလူတွေ carrot တွေမထည့်ချင်လို့ရှိရင်ကျွန်တော်တခြားကစုံဥတို့ပိန်ဥတို့ကျွန်တော်တခြားဘာပဲဖြစ်အကုန်လုံးထည့်လို့ရတယ်နော်ဟုတ်ပြီကျွန်တော်ဒါစသလောက်ထည့်ပြီးပါပြီဆိုတော့ရပြီအဲ့ပြီးတဲ့အချိန်မှာဒါစင်နေဖြစ်ပြီဘာလာမလဲဆိုတော့ကျွန်တော်တို့ဒီမှာပြားရည်လေးဗျနော်ပြားရည်လေးကိုကျွန်တော်နည်းနည်းလေးပြည့်ကိုမှာဒီကျက်ကိုမှာကျွန်တော်နည်းလေးမယ်ကျောင်းခုနထည့်သွားတဲ့ထဲမှာကျွန်တော်ချိုနဲ့ပတ်သက်တာမပါဘူးဗျအငံတို့အဆက်တို့ပဲပါတယ်လေအငံတို့ပဲပါတယ်အချိုနေနေရဆိုတော့ဒီပြားရည်လေးကိုအချိုအနေနဲ့ရောသူ့ရဲ့အယောင်အတွက်ကောဒီ skin အတွက်ကောပေါ့ကျွန်တော်ထည့်တာဖြစ်ပါတယ်တခြားတို့ကျွန်တော်ဂျုံကုန်းတော့မထည့်ပါဘူးဘာလို့ဆိုဒီချက်ကရန်လက်ဆက်ပြီးကောင်းတဲ့အတွက်ကြောင့်မလို့သူ့ရဲ့အရာသာကိုထောက်လာမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒါလေးသူ့ရဲ့အရေးကုန်လေးကိုကျွန်တော်နှက်ဆက်အောင်ကျွန်တော်တုံးရင်းပြလိုက်တယ်နော်โอเคတော်လိုင်းပြီးလို့ရှိရင်ကျွန်တော်ဒီတိုင်းလေးကိုကျွန်တော်တို့ခြေလာထဲမှာကျွန်တော်တို့အနည်းဆုံး2 နာရီလောက်ပေါ့နော်2 နာရီကနေ4 နာရီအတွင်းကျွန်တော်ခြေလာထဲမှာနှက်ထားမှာဖြစ်ပါတယ်
နှစ်မိုင်းအနေနဲ့အရင်နှစ်ထားပြီးလို့ရှိရင်တော့ကျွန်တော်တို့စတင်ချက်ပြုတ်ဖို့အတွက်အဆင်သင့်ဖြစ်ပါပြီခင်ဗျပြီးကျွန်တော်တို့ဒီကြက်ကောင်လုံးငင်ကိုစတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟုတ် still လိုအပ်တဲ့ temperature ရဖို့အတွက်ကိုကျွန်တော်တို့က oven ကိုတော့ကြိုပြီးတော့ preheat လုပ်ပေါ့လေပူကြိုပြီးပေးထားဖို့လိုပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကြက်ကိုခင်အချိန်မှာဒီကြက်နဲ့ကြက် skin နဲ့ဒီ oven tray နဲ့မကတ်တော့အောင်လို့ကျွန်တော်တို့အိမ်မှာရှိတဲ့အသီးရွက်ပြီးဘယ်အသီးရွက်မဆိုကျွန်တော်တို့ဒီလိုခင်း oven tray မှာခင်းလိုက်တယ်ခင်းပြီးလို့ရှိရင်ကျွန်တော်တို့စီလေးနဲ့လောင်းလိုက်တယ်ဗျာနော်ဟုတ်ကဲ့ဒီလိုစီလေးနဲ့လောင်းလိုက်ပြီโอเคရပြီဆိုတော့ကျွန်တော်တို့ကင်မဲ့ချက်ကိုကျွန်တော်တို့တခြားခုနကရတာနေပြီးသားချက်လေးကိုကျွန်တော်တို့တင်လိုက်ပါပြီအဲ့တော့ဒီသူ့ရဲ့ချက်ရ skin နဲ့ဒီ oven tray နဲ့ဒါတိကျရင်းရှိတဲ့အတွက်ကြောင့်သူ့ရဲ့ skin နဲ့မပြတ်စီးတော့ဘူးဟုတ်ဆို overcook ဖြစ်တာတော့ဘန်းကတော့မဖြစ်တော့ဘူးစီလေးလည်းခံထားတဲ့အတွက်ကြောင့်မလို့ပြီးတော့မှဒါကိုကျွန်တော်တို့က oven နဲ့ကို preheat လုပ်ထားတဲ့ကြိုတင်ပူပေးထားတဲ့ oven နဲ့ကိုကျွန်တော်တို့ထည့်မှာဖြစ်ပါတယ်ခင်ဗျဆိုရင်ကျွန်တော်တို့ဒီချက်ကောင်လုံးကင်စပြီးတော့ကင်ဖို့အတွက်အဆင်သင့်ဖြစ်နေပြီဗျကျွန်တော် oven နဲ့ကိုစပြီးထပ်ပါတော့မယ်ဆိုရင်ကျွန်တော်အဆင်သင့်ဖြစ်ပြီဆိုကျွန်တော် oven နဲ့ကိုထည့်ပါပြီကျွန်တော်တို့ဒီမှာချက်ကင်ပြီဆိုတာလည်းကျွန်တော်တို့ချထည့်လိုက်ပြီထည့်ပြီးလို့ရှိရင်သူ့တော်ကို temperature ကျွန်တော်220ထားပါတယ်220ထားပြီးလို့ရှိရင် fan ကိုတော့အသုံးမပြုပါဘူးမီးကတော့ကျွန်တော်တို့အပေါ်မီးရောအောက်မီးရောနှစ်ခုစလုံးကိုသုံးတယ်ဗျပြီးလို့ရှိရင်ကျွန်တော်ကအခုလောဆယ်မိနစ်20တိတိကိုပေးထားပါတယ်ဘာကြောင့်လဲဆိုတော့မိနစ်20ပြည့်တဲ့အချိန်မှာကျွန်တော်တို့တွေကဘိုးတစ်ပတ်လှန်တာတွေအပေါ် skin အတွက်ကိုကျွန်တော်တို့ကာလာတုတ်တာတော့စီတုတ်တာတော့အရသာတုတ်တာတော့ထပ်လုပ်မှာဖြစ်ပါတယ်ဒါကျွန်တော်တို့ဒီ whole chicken ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မိနစ်20နဲ့220ပေးထားတာတကယ်လို့ for the chicken လို့ half chicken လို့ဆိုလို့ရှိရင်ကျွန်တော်220ပေးစီအောင်လို့နေရာတော့ပြီးလို့ရပါတယ်ပြီးရင်ကျွန်တော်တို့9ရာကြီးကင်မယ်ဆိုလို့ရှိရင်လည်းဒီ temperature 180 185အဲ့လောက်နဲ့ပြလို့ရတယ်ကျွန်တော်တို့ဒီအသုံးပြုတဲ့ချက်တဲ့ဟင်းပွဲရဲ့ဒီသူ့ရဲ့ပမာဏ volume ကိုဟိုတည်ပြီးတော့ဘယ်နှ kg ရှိလဲဘယ်လောက်ရဲ့သူ့ရဲ့ပမာဏဘယ်လောက်ကြီးလဲဆိုတော့ဟိုတည်ပြီးတော့ temperature အတင်ချနဲ့ဒီကျွန်တော်တို့ဒီ timer အတင်ချတော့တည်တန့်ရှိပါတယ်ခင်ဗျအဲ့ဒါတွေကတော့ကျွန်တော်ကျွန်တော် shop ဖြေဆိုတော့တည်ကြတယ်အင်ရှင်မတွေအရင်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်နည်းနည်းတော့မေးမြန်းလေ့လာပြီးလုပ်တာကိုကောင်းပါတယ်ခင်ဗျဒါအခုကျွန်တော်ပြောတာဆိုရင်ဒါ home ကျွန်တော် home use ပေါ့နော်ဒါကျွန်တော်ဒီ professional ကျွန်တော်ဒီ commercial သုံးတဲ့ဟာမျိုးတွေမဟုတ်ဘဲနဲ့ကျွန်တော်အိမ်သုံး oven လေးနဲ့ဘယ်လိုချက်တကောင်လုံးကိုရတာရှိအောင်လို့ကျင်လဲဆိုတာကိုကျွန်တော်တင်ပြတာဖြစ်ပါတယ်ခင်ဗျဒီလိုဆိုလို့ရှိရင်ကျွန်တော် roast whole chicken ချက်ကောင်လုံးငင်ကိုကျွန်တော်ရတာရှိအောင်တော့ချက်ပြပြီးပါပြီ plating အနေနဲ့လည်းကျွန်တော်တို့ကအိမ်မှာရှိတဲ့ဟင်းသီးဟင်းရဲ့အတူအစလေးကိုအဆင်ပြေသလိုကာလာဆောင်အောင်လို့အယောင်ဆောင်အောင်လို့လက်စီထဲမှာကြည့်တဲ့အချိန်မှာလက်စီပတာဖြစ်အောင်လို့ပေါ့လေရအောင်လို့ပြင်ဆင်ပြလိုက်တာပါအများကြီးမလိုပါဘူးကျွန်တော်တို့သခွားသီးလေးတွေဥနီလေးတွေဆက်လက်ရွက်လေးတွေကျွန်တော်တို့ဒီမှာဒါဆိုလို့ရှိရင် Chinese fish ပြီးလို့ရှိရင်ဒါ spring onion ကျွန်တော်တို့နောက်တခြားအိမ်မှာရှိတဲ့နောက်ဆုံးကစွန်းရွက်ပဲဖြစ်ဖြစ်မြင်းခွာရွက်ပဲဖြစ်ဖြစ်အဆင်ပြေလို့လင်းတင်လို့အဓိကသုံးလို့ရပါတယ်အဓိက messy သွားဖြစ်ဖို့အတွက်ကာလာလေးတွေအရောင်လေးတွေစုံနေအောင်လုပ်ပြီးလို့ရှိရင်တုံးဆောင်လို့ရပါပြီဗျာနော်အဓိကပြောချင်တာနောက်တစ်ခုရှိတာ sauce ပေါ့နော်မြန်မာလူမျိုးပဲဖြစ်ဘယ်နိုင်ငံပဲဖြစ်ကျွန်တော်တို့ကအဓိက sauce ကိုအဓိကထားကြတယ်မူရင်းရင်းပွဲရဲ့အသားရဲ့အတိရဲ့ရတာကိုသိပြီးတော့အလေးမထားကြဘူး sauce ဘာ sauce လေးပေးပါဟို sauce လေးပေးပါဒီ sauce လေးပေးပါtomato ketchup လေးပေးပါ chili sauce လေးပေးပါပိတ်ချင်လေးပေးပါထိုင်း sauce လေးပေးပါ seafood sauce လေးပေးပါအဲ့လိုမျိုးရှိကြတယ်အဲ့တော့တကယ်တမ်းကတော့အဓိကကျွန်တော်အနေနဲ့အကြံပေးကျွန်တော်တို့လူရင်းအရင်မြဖြစ်တဲ့ဒီအသားငါအတိရွက်ရဲ့အရသာကိုအရင်ဆုံးခံစားစေချင်ပါတယ်ပြီးမှကိုကြိုက်တဲ့ sauce လေးနဲ့တွဲဖက်ပြီးသုံးဆောင်ကြပါခင်ဗျအဲ့တော့ကျွန်တော်ဒီဟာကိုဒီဟင်းပွဲကိုဘယ် sauce နဲ့စားပါလို့တော့အကြံမပြုချင်ပါဘူးလူရင်းအရသာကိုအရင်ဆုံးခံစားကြည့်ပါပြီးမှကိုကြိုက်တဲ့ sauce နဲ့တွဲဖက်ပြီးသုံးဆောင်ကြပါခင်ဗျကျေးဇူးတင်ပါတယ်